ဘာပေါ်မှာလူတယောက်တည်းရဲ့ဖွာပွင့်စံဆိုတဲ့ဘဝမတိုင်၃ခုစလုံးဟာနေ့ရက်တရက်ထဲမှာပဲတိုက်ဆိုင်ဖြစ်ခဲ့မှုလေဆိုတာသင်သိပါသလားဒီအော်စီယာရီအားလုံးဟာကျွန်တော်တို့အခုရောက်ရှိနေတဲ့ကစုံလာပြည့်နေ့မှာတကယ်ပဲဖြစ်ခဲ့တာပါဒီနေ့ဟာညောင်ရီသုံးယုံတယ်မကဘူးဗျာကဘာသမိုင်းကိုပါပြောင်းလဲပစ်ခဲ့တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်အဲ့ဒါတွေကဘာလဲဆိုတာကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ပထမဆုံးကျွန်တော်တို့အနောက်ကိုပြန်သွားကြည့်အောင်လွန်ခဲ့တဲ့၄တင်ချီနဲ့ကဘာတသိန်းဆိုတဲ့အချိန်တော့ပါပေါ့အဲ့ဒီတုန်းကလည်းကစုံလာပြည့်နေပဲဗျသူ့မိသားယသိဟာဒီပင်ကရာမြတ်စွာဘုရားရှင်ကိုဖူးတွေ့ခဲ့တယ်ရှုံညွန်လမ်းပေါ်မှာကိုယ်ခန္ဓာကိုယ်ကိုတရားခင်းပြီးပူဇော်ခဲ့တယ်အဲ့ဒီနေ့မှာပဲသင်ဟာနောင်တစ်ချိန်မှာဂေါရမအမိနဲ့ဖျားဆင်စစ်ဖြစ်လိမ့်မယ်ဆိုတဲ့ဖြာဒိတ်တော်ကိုရခဲ့တာပါပြောရရင်ကျွန်တော်တို့ကိုးကွယ်နေတဲ့ဖျားရှင်ရဲ့ဖျားဖြစ်မဲ့ခရီးစဉ်ဟာဒီကစုံလာပြည်နေ့မှာစတင်ခဲ့တာလို့ပြောလို့ရတာပေါ့နောက်ထပ်ထူးခြားတာကတော့စိတ်တထမင်းသားလေးဖွားမြင်တဲ့နေ့ပေါ့မဟာတက္ကရာ68ခုနှစ်ကစုံလာပြည်နေ့မှာလုံပနီအင်ဂျင်တော်ထဲမှာမွေးဖွားခဲ့တာပါဒီမှာအံ့ဩဖို့ကောင်းတာကမင်းသားလေးဟာမွေးချင်းခုနှစ်လှမ်းခဲ့တယ်ဆိုတာပါပဲဒါဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ကဘာကြီးအတွက်ငင်းချမ်းရေးရဲ့အစပြိုးခြင်းနေ့လို့လည်းဆိုနိုင်ပါတယ်ဗျာကဲအခုကျွန်တော်တို့အကြီးအကြီးဆုံးအပိုင်းကိုရောက်လာပြီမင်းသားလေးဟာအသက်29နှစ်မှာတောထွက်ခဲ့တယ်6နှစ်တိုင်အယမ်းပင်ပန်းတဲ့ဒုက္ခရစရိယာတွေကိုကျင့်ခဲ့ရတာဒါပေမဲ့နောက်ဆုံးမှာတော့အသက်35နှစ်အရွယ်မဟာတက္ကရာ103ခုနှစ်ရဲ့ကစုံလာပြည့်နေ့အယုံတက်မှာပဲဘောဒီညောင်ပေအောက်မှာတပ်ပင်ညုတညံတော်ကိုရပြီးဖျားဆင်စစ်ဖြစ်ခဲ့ပါတယ်ကိလေသာအပူဓာတ်တွေကုန်ခန်းပြီးငြိမ်းချမ်းတဲ့တရားအလင်းကိုကဘာကြီးအတွက်ရှာဖွေပြီးနိုင်ခဲ့တဲ့အောင်မြင်မှုနေ့ကြီးပေါ့ဗျာနောက်ဆုံးချက်ကတော့ပရိနိဗ္ဗာန်ဆန်တဲ့နေ့ပါသက်တော်80အရွယ်မဟာတက္ကရာ148ခုနှစ်ရဲ့ကစုံလာပြည့်နေ့မှာပဲမြတ်စွာဘုရားရှင်ဟာကုသနာယုံပြည်မှာပရိနိဗ္ဗာန်ဆန်ခဲ့ပါတယ်ထူးခြားတာကဖွားမြင်တာဖျားဖြစ်တာနဲ့ပရိနိဗ္ဗာန်ဆန်တာ၃ခုစလုံးဟာတရက်ထဲမှာပဲဖြစ်ခဲ့တာပါဒီလောက်အထိတိုက်ဆိုင်တဲ့ဖြစ်ရမျိုးကကဘာပေါ်မှာလူတစ်ယောက်တည်းအတွက်ပဲရှိမှာဗျဒါကြောင့်လဲကဘာကူလာသမဂ္ဂ UN ကပါဒီနေ့ကိုအတိအမှတ်ပြုပြီး VSAC-D အဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲကျွန်တော်တို့မြန်မာနိုင်ငံမှာဒီနေ့ရောက်တိုင်းညောင်ပင်လေးကိုရေလောင်းကြတာပေါ့ဖျားရှင်ပွင့်တော်မူရာဘောဒီညောင်ပင်လေးတွေဒီကစုံလာရဲ့အပူဒဏ်ကြောင့်မချောက်သွေ့ပါစေနဲ့ဆိုတဲ့စေတနာနဲ့ပါဒါဟာဘာသာရေးတယ်မကဘူးတဘာဝတရားကိုချစ်မြတ်နိုးတာလည်းပါတာပေါ့ကဲအခုဆိုရင်ကစုံလာပြင်းရဲ့လျှို့ဝှက်ချက်တွေကိုအသေးစိတ်သိသွားပြီလို့မျှော်လင့်ပါတယ်ဗျဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့ဦးနောက်ထပ်ဘလို့ဘဟုတုတတွေသိကျင်သေးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးကျွန်တော်တို့ရဲ့တိပြီးပြီလား channel ကိုလည်း subscribe လုပ်ထားပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ